အားလုံးပဲမင်္ဂလာပါယမီနာမီ Anne's recipe page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Anne က Yunnan hot pot ချင်းဆက်လုံးလေးလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်အရင်ဆုံးဝတ်စုစားကြောပါမယ်ပါဝင်ပစ္စည်းတွေကိုထည့်ပြီးတော့ပြစ်လာတဲ့အထိနေပါမယ် medium heat လေးနဲ့အဝါရောင်တန်းလာတဲ့အထိစားကြောပါမယ်ပြီးရင်တော့ခဏဆယ်ထုတ်ထားပြီးတော့မီးကိုအမြင့်ဆုံးထိထားလိုက်ပါစီပူပူထဲမှာနောက်တစ်ခါပြန်ကြောပါမယ်နော်ခုလိုနည်းနည်းမမလေးကြောခါမှာ hot pot ထဲမှာကြာထားနိုင်မှာဖြစ်ပါတယ်အယိုးပြုတ်ရည်ကိုပထမတရေသွန်းပါမယ်အယိုးရီစေးပြီးဒုတိယရေထဲမှာစားနဲ့ချင်းထည့်ပြီးမီအေးလေးနဲ့တည်ထားပါမယ်စီထားတဲ့ဝက်ချီတောက်တွေကို oven ထဲမီ180 degree နဲ့နိုင်ဝတ်ထားပါမယ်ကစုံဦးနဲ့ပိန်ဦးတို့ကိုစီနဲ့9မိနစ်ကနေ10မိနစ်လောက်ကြောထားပါမယ်အဲ့ဒါမှ hot pot ထဲမှာမပြဲမှာပေါ့နော်ချက်သားကိုလည်းလိုအပ်တာတွေထည့်ပြီးတော့အသားလေးတင်းသွားတဲ့အထိပဲချက်ပါမယ်နော်အရည်လေးမခန့်တခန့်ဆိုလို့ရှိရင်ပြီးထုတ်ထားလို့ရပါပြီပြီးရင်ဝက်သားကိုပဲအရင်နူရောင်းမချက်ပါဘူးအသားလေးတင်းသွားရပါပြီမြစ်ပြုတ်ထားပါမယ်ကြက်ဥလေးလှုပ်ဖို့ဝက်သားကိုစားပြီးတော့ပြင်ဆင်ပါမယ်ဒီ hot pot ချက်တဲ့အထက်မှာကြက်ဥလေးကလှုပ်ရလက်အဝင်ဆုံးပဲအဲ့တော့ကအမေတွေလှုပ်လို့မျိုးချစ်ချစ်လေးဖြစ်မနေဘူးနည်းနည်းလေးကိုပွားနေတည်းရဲ့ပေါ့နော်ကြက်ဥနဲ့အသားကိုနုနုရွရွလေးလိပ်ပြီးတော့ပေါင်းထားပါမယ်15မိနစ်လောက်ဆိုရင်ကိုချက်ပြီးကြက်ဥကပြီးရင်ဝက်ချီတောက်ကိုစားပြီးတော့ချက်ပါမယ်ဝက်ချီတောက်ကိုလေနုနုအီအီလေးဖြစ်တော့အောင်အန်က cooking wine နဲ့တုံးထားတယ်ဒီထဲမှာ ingredients တွေအကုန်ထည့်ပြီးတော့မီအေးအေးလေးနဲ့ဒီတိုင်းတည်ထားပါမယ်အယိုးပြုတ်ရည်ထဲကိုချင်းစော်ကာတီနဲ့စွန်ထန်အရည်ကိုထည့်ပါမယ်ဝက်ချီတောက်နူးပြီးဆိုရင်တော့ငရုတ်တီလေးအုပ်ပြီးအိုးချလို့ရပါပြီhot pot ကချင်းဆက်ဖြစ်နေဖြစ်တဲ့အတွက်တိုးစရာကိုစီတိုဖူအယိုးပြုတ်ရည်နဲ့မြေပဲကိုအဓိကသုံးထားပါတယ် hot pot နဲ့တွဲစားဖို့အီးပြည့်အချင်းတုပ်ကိုကြောက်ပွင့်ရဲ့မုံလာဦးဖြူရိပ်ရိပ်လီထားတာလေးရဲ့ပဲကြဆန်ရဲ့ကိုအဓိကထားပြီးတုပ်ထားပါတယ်အတုပ်ရဲ့အချင်းရည်ကိုတော့တံမြာတီးနဲ့ဆန်ရှာလကရဲ့အဓိကထားသုံးထားပါတယ်အားလုံးပြီးပြီဆိုရင်တော့ hot pot အိုးထဲစီဖို့စားလုပ်ပါမယ်စားချင်လို့လောက်တာအမေရီအရန်များပြီးတော့လက်လည်းအရန်ဝင်နေပေါ့နော်ဒီ hot pot ချက်ဖို့ကို2ရက်လောက်အချိန်ယူလိုက်ရတယ်ပထမတစ်ရက်မှာဝက်စဦးကြော်ရဲ့ soup တွေရဲ့အဓိကထားလုပ်တယ်ဒုတိယရက်မှာတော့ထည့်မဲ့ ingredient တွေကိုပြင်ဆင်နေပေါ့နော်ပုံမှန် Yunnan hot pot တွေဆိုလို့ရှိရင်အချိုချက်ပဲတိကျများတယ်ပေါ့နော်ဒါကတော့အန်တို့ငငယ်ကမမေချက်ကျွေးတဲ့ Yunnan hot pot ချင်းဆက်လေးပါအမေကိုတေချာလေးဖုန်းနဲ့ဆက်ပြီးတော့ recipe ကိုမေးထားတာအမေပြောတဲ့အတိုင်းတော့ချက်လိုက်တာပဲဒါပေမဲ့တချို့အပိုင်းတွေတော့နည်းနည်းလေးလွဲနေတော့မယ်ချက်စားကြည့်နော်